တခုခုကိုမြည်ကြည့်လိုက်တဲ့အချိန်ဒါမျိုးစားဖို့ရဆိုတဲ့ခံစားချက်မျိုးဖြစ်ဖူးလားရှာပေါ်မှာရိုးရှင်းတဲ့ရတာဆိုပေမဲ့ခဏလောက်ငြိမ်သွားစေတဲ့အထိလက်ရှိုင်းတဲ့ခံစားချက်ကိုပါပေးစွမ်းနိုင်တာမျိုးပေါ့ဟန်ပြချက်ထားတာမျိုးမဟုတ်ပဲနိုင်ပေါင်းများစွာနှက်ထားတာမို့လို့အရသာတွေစိတ်ဝင်နေတဲ့ဟင်းရည်နွေ့နွေ့လေးတောက်လိုက်တဲ့ချိန်မှာနူးနူးညံ့ညံ့ညံ့တတာစီးဝင်သွားတဲ့အဲ့ဒီအရသာကိုယ်တိုင်မသိလိုက်ခင်မှာပဲခံစားချက်ဖြစ်မင်းရင်ထဲမှာဆွဲကြံသွားစေနိုင်တယ်အဲ့ဒီရတာအဲ့ဒီနှွေးထွေးရဲ့ခံစားချက်မှာပါတယ်သင်းမွေးနေတဲ့ဟင်းကန်နဲ့နူးညံ့ပြီးစားလို့ကောင်းတဲ့ကြာစံအရသာတွေပြေဝနေတဲ့အသားနာပြားမှာရွဝဲနေတဲ့စီချက်နဲ့လေဒါတွေကိုပေါင်းဆက်ပြီးဝါးလိုက်တိုင်းမှာမိုးအေးချိန်မှာတောက်ခဲ့ပြီးခေါက်ဆွဲပြုတ်တပွဲကိုပါပြန်တတိယသွားစေမှာပါဒီလိုရတာမျိုးမင်းအောင်စားဘူးလားအတိအကျပြောရင်ရင်းနှီးနေပေမဲ့အသက်ဆန်းဖြစ်နေတဲ့ရတာမျိုးလေ 1KKO GO, a taste that travels.